မျိုးကောင်းဆိုလို့ရှိရင်အဲ့ဒီအမျိုးကိုထိမ့်သိမ်းဆောင်ရှောက်ပါအကယ်၍မိဘကကောင်းတဲ့မျိုးရိုးမဟုတ်ရင်လည်းကောင်းတဲ့မျိုးရိုးဖြစ်အောင်မိမိကလုပ်ပေးပါဒီလိုဆိုလို့ဆိုတော့မိဘကဒီဒုစရိုက်နဲ့အသက်မွေးတဲ့မိဘဆိုလို့ရှိရင်သူ့စရိုက်နဲ့အသက်မွေးအောင်ကိုလုပ်ပေးကောင်းတဲ့မျိုးရိုးတစ်ခုဖြစ်အောင်ပြန်ပြီးတော့ကိုကလုပ်ပေးတယ်တဲ့ဒီလိုဆိုလို့နောက်တစ်ခါမိဘဆိုတာရှာဖွေသွားတဲ့ပစ္စည်းတွေသူတို့သိတဲ့အခါယူသွားလို့မရဘူးလေယူသွားလို့မရသည့်အတွက်ကြောင့်သူတို့ရှာခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုကိုကစနစ်တကျမိဘပစ္စည်းတွေကိုထိမ့်သိမ်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပေးတယ်ပေါ့အမွေခံတယ်ပေါ့ဟောနောက်ကွယ်လွန်အိဋ္ဌရောက်သွားတဲ့အခါမှာမိဘတွေကိုနောက်ဆုံးကျေးဇူးဆက်တဲ့အနေနဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးအမျှပေးဝေပါတဲ့ဒါကအရှိအယလုံခြုံရေးအတွက်သားသမီးတွေကဒီလိုလုပ်ပါလို့ဆိုတော့ရှေ့ရလုံခြုံရေးအတွက်သားသမီးတွေရဲ့စီမံဆောင်ရွက်ချက်ပဲအဲ့တော့ဒီနေရာလေးမှာအမျှဝေတာဟာမျှဝေတိုင်းရလားလို့ဆိုတော့အင်္ဂါရက်တွေရှိသေးတယ်အမျှဝေလို့ရတဲ့ဘဝဟာပြိတ္တာဘဝပဲငရဲဆိုရင်မရဘူးတိရစ္ဆာန်ဆိုလည်းမရဘူးလူဖြစ်နေနတ်ဖြစ်နေမလိုအပ်တော့ဘူးเนาะပြိတ္တာဖြစ်နေတဲ့အချိန်မှာအမျှဝေရတယ်ဝေတဲ့အခါမှာဝေတိုင်းရသလားလို့မေးစရာရှိတယ်ဆက်သွယ်မှုရှိမှရတယ်ဆက်သွယ်မှု communication မရှိရင်တော့မရဘူးအဲ့ဒါမပြောနဲ့ဒီကနေပြီးတော့စင်ကာပူကနေပြီးဗမာပြည်ပိုက်ဆံပို့တောင်မှ communication ရှိမှပို့လို့ရတာလေဘယ်လိုဆိုဘယ်ရမှာတော့အဲ့တော့ကိုကသူ့အတွက်ကုသိုလ်ကောင်းမှုလုပ်တယ်တစ်ဖက်သားကိုအမျှဝေလိုက်တယ်သူကတိတယ်ဝမ်းသာတယ်ဒါလို့ခေါ်တယ်အဲ့ဒါကြောင့်မှရတယ်ဥပမာတစ်ခုအတန်လင့်ဆက်တယ်လီဗီရှင်းဆိုတာဆိုတယ်လီဗီရှင်းလွှင့်တဲ့ဆက်ကလွှင့်တယ်ဒါပေမဲ့ဖမ်းတဲ့ဆက်ကဖွင့်မထားဘူးဆိုရင်ရုပ်ပုံပေါ်ပါမလားမပေါ်ဘူးလွှင့်တဲ့ဆက်ကတော့လွှင့်တယ်နော်ဖမ်းတဲ့ဆက်ကမဖမ်းဘူးဆိုလို့ရှိရင်လည်းမြင်ရမှာမဟုတ်ဘူးအေးဖမ်းတဲ့ဆက်ကတော့ဖမ်းပါရဲ့လွှင့်တဲ့ဆက်ကမလွှင့်ဘူးဆိုလို့ရှိရင်ရောမရဘူးလွှင့်တဲ့ချိန်လည်းဖြစ်ရမယ်လွှင့်နေတာလည်းဖြစ်ရမယ်ဖမ်းလည်းဖမ်းနေဆိုရင်တော့ရအဲ့ဒီသဘောကိုသာမှတ်တာအမျှဝေတယ်ဆိုတာဟိုကတစ်ဖက်ကသိပြီးသာဓုခေါ်မှရတယ်အနှုတ်မဆိုရင်တော့မရဘူးလို့ပဲပြောအဲ့တော့တခြားနည်းနဲ့လှုပ်တာတွေဟာဆိုပါစို့အမေကြိုက်တတ်လို့အဖေကြိုက်တတ်လို့တင်းကြိုင်းသွားပြီးတော့တင်ထားရင်တော့ဒီပြင်အကောင်မလောင်ပဲစားမှသူစားရမှာမဟုတ်ပါဘူးနော်သူစားရမှာမဟုတ်တချို့ကတော့လူတွေကအဲ့ဒီလိုသွားလှုပ်လို့ရှိတယ်အကောင်းဆုံးလုပ်နည်းကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမျှဝေတာဟာသူတို့အတွက်အကျိုးရှိဆုံးပဲလို့မြတ်စွာဘုရားကဒီလိုခေါ်ထားတယ်နော်အဲ့ဒါအရှိအယဖြစ်တဲ့မိဘတွေအတွက်ဆောင်ရွက်ရမယ့်ကိစ္စတစ်ခုကိုဆောင်ရွက်တာလို့ဒီလိုမှတ်သားဖို့လိုတယ်ပေါ့အဲ့ဒါလို့ဆောင်ရွက်ရမယ့်ကိစ္စကိုဆောင်ရွက်တဲ့အခါမိဘတွေကကိုယ်သားသမီးကိုပြန်ပြီးတော့စောင့်ရှောက်ကြတယ်မကောင်းတာတွေမဖြစ်အောင်နော်ဆုံးမတယ်ကောင်းတဲ့ဘက်ကိုရောက်အောင်တင်ပို့ပေးတယ်ပညာတွေသင်ပေးတယ်နော်နောက်ဆုံးမှာတင့်တော်တဲ့ပုဂ္ဂိုလ်နဲ့အိမ်အောင်ချပေးတယ်နော်